ဒီဝါမရှင်းလေးကမနေ့ကဗီဒီယိုတင်ပြီးလိုက်တဲ့နောက်ပိုင်း chat box မှာမေးကြပါတယ်ရောင်းပါလားပေါ့နော်ကျွန်တော်ရောင်းချင်ပါတယ်ဒါပေမဲ့လည်းဒီဥစ္စာကကျွန်တော်ဘူးဖောက်ပြီးသားဖြစ်တာရဲ့တက်တန်းလဲကြာနေတာရဲ့ကြောင့်join လေးခြောင်နေပေါ့နော်ဒီလိုနေရာလေးတွေနော်ဒီနေရာလေးနည်းနည်းခြောင်နေအဲ့ဒါကြောင့်မလို့ကျွန်တော်မရောင်းပေးချင်တာပါဟိုလိုမျိုးကြီးကုတ်ကပ်ပြီးတော့မရောင်းတာမဟုတ်ပါဘူးဒါလေးကအခြေအနေလေးသိအောင်လို့ပါသူက ZD ရဲ့မှာမှထွက်တဲ့ version ကလည်းအကြာဆုံးလည်းဖြစ်တယ် quality ကလည်းဘယ်လိုခေါ်မလဲသူ့ budget နဲ့တန်အောင်လို့အကောင်းဆုံးတော့သူတို့လည်းလှုပ်ထားပေးပြီမဲ့အတိုင်းအတာလေးတစ်ခုတော့ရှိတာပေါ့နော်ဥပမာအဖြစ်6ရောက်တွေဆိုလို့ရှိရင်တော့တလောက်လောက်ပဲရလက်ဆိုရင်လည်းအပိုပစ္စည်းမပါဘူးသူကအပိုပစ္စည်းမပါဘူးသူကဒီအနောက်မှာတက်တဲ့တနက်ကလေးတစ်လက်ပါဒီတနက်ကလည်းတကယ်ဆို2လက်ပါမှာပေါ့နော်2လက်ကမပါဘူးသူကဘယ်ညာကိုကြိုက်တဲ့နေရာကိုတက်ပေါ့သူကဒီလိုမျိုးလေးတစ်ခုရမယ်ဒါမှမဟုတ်ရင်လည်းဒီဘက်ပခုံးမှာဒီလိုလေးတက်ဒါလေးပဲရိုးရိုးလေးပဲ post တွေလည်းအများကြီးပေးလို့မရဘူးသူ့ရဲ့ဒီ joint articulation နေရာတွေက10ခု15ခုလောက်ပဲပါတယ်ပေါ့နော်ဆိုတော့သူ့ budget ကလေးကတော့သူ့ဈေးတန်းနဲ့သူတန်ပါတယ်ကော်သား quality တော်တော်ကောင်းတယ်ကျွန်တော်ကြိုက်တယ်သူ့ကော်သား quality ကအရန်ကြီးလေဟိုလိုမျိုးတခြား bullet တွေ copy တွေလိုမျိုးအရန်ဆိုးရွားမနေဘူးကော်သားလေးကောင်းဆိုတော့အပိုပစ္စည်းကဘာပါမလဲဆိုတော့သူ့ရဲ့ original stand ပါဒါပေမဲ့အဲ့ stand ကတော့ကျွန်တော်တော့အရင်အားမရဘူးပေါ့နော်နည်းနည်းလေးတော့ quality ကချောင်းတယ်ZD ကထုတ်တာဖြစ်တဲ့အတွက်Disney ရဲ့ official hologram လေးပါတယ်ဒီမှာ hologram လေးပါတယ်ဘူးကတော့ဒါမြင်နေကြဒီဘူးလေးနဲ့လာ ZD တစ်စိပ်ပါဒီမှာပါဒီရုပ်ကလေးကိုဒီလိုမျိုးအုပ်ပေးဖို့အတွက်အပေါ်ကာပါလေးပါတယ်ဆိုတော့ဒါလေးကအခုနေမှားမယ်ဆိုလို့ရှိရင်တော့ ZD ကနေ official ထုတ်တာဆိုလို့ရှိရင်9000ကျော်ရှိပါမယ်ဒီဟာလေးပေါ့နော်သူ့ထက်ပိုပြီးတော့ quality ပိုကောင်းတဲ့ဒီ war machine ကိုပဲနှစ်မျိုးထွက်ထားတာရှိတယ်အဲ့ဒါလေးကတော့ကျွန်တော်ပစ္စည်းမရောက်သေးတော့ပြလို့တော့မရသေးဘူးဒါပေမဲ့ဒီလို quality မျိုးတွေနဲ့ war machine နဲ့ထွက်တယ်ZD ရပဲဒါတခါတည်းကျွန်တော်ပြပေးလိုက်တာဒီလိုပုံစံမျိုးဘူး quality အစားကွာသွားတယ်အပိုပစ္စည်းတွေလည်းများတယ်ဒါကတော့33500ဒါ33500ဒါက9000ဆိုတော့ဈေးကတော့ကွာတယ်ပေါ့နော်9000ဆိုမှကျွန်တော်အတိအကျတော့ကျွန်တော်ပြန်ပြောပေးမယ်9000ခွဲလောက်တော့ရှိမယ်ဆိုတော့ဒီလိုမျိုး quality တော့ကွာတယ်ဒီ ZD ကိုမှဒီ war machine ကိုပဲကြိုက်တယ်ကိုလည်းဒီလိုမျိုး9000ခွဲလောက်မသုံးညင်ဘူးဆိုလို့ရှိရင်တော့သူ့ကို copy ပြန်ထုတ်ထားတဲ့ဟာတော့ရှိတယ်6000 9000လောက်နဲ့တော့ရနိုင်တယ်ပေါ့နော် copy လေးလည်းကျွန်တော်နောက်ဗီဒီယိုတွေမှာပြထားပေးမယ်ဆိုတော့ရှင်းပြပေးမယ်ပေါ့နော်ဒီ ZD တကောင်ဒီZD ရဲ့ဒီ official ဒီလိုမျိုး9000ကျော်ဝယ်တင်လားcopy version ရောအဆင်ပြေနိုင်လားကျွန်တော် comparison လုပ်ပေးမယ်ကျွန်တော်ကိုပိုင်အမြင်ရဆိုရင်တော့ဒီဟာကိုတော့9000ပေးဝယ်မနေတော့ကျွန်တော်နောက်ထပ်4000လောက်စိုက်ပြီးတော့ဒါမျိုးပုံစံ war machine ပဲကျွန်တော်ဝယ်လိုက်တော့ဒါ company တူတူပဲဒါပေမဲ့ဒီကောင်ကော်သားrubber လို့အသားမျိုးပုံများတယ်ဒီကောင်ပုံကော်သားတော့နည်းနည်းပွားတယ်ဝန်ပေါ့တယ်ဒါပေမဲ့ရုပ်ထွက်တော်တော်လှတယ်အစစ်တွေလည်းပို့ပြီးတော့ချိုးလို့ရတယ်ဒီကောင်ကတော့အစစ်တွေအများကြီးချိုးလို့မရဘူး accessory အများကြီးမပါဒါလေးတော့ကွာမယ်ဆိုတော့ပြန်ချုပ်လိုက်လို့ရှိရင်တော့ ZD 12 original version ဆိုရင်အခုနေခါတော့9000ဝဲရှိမယ်သူ့ကို copy ပြန်လိုက်ထုတ်ထားတဲ့ကောင်ဆိုလို့ရှိရင်တော့6000ခွဲ9000ရှိပါမယ်ကျွန်တော်ဒီလက်ထဲဟာကိုပဲယူချင်တယ်ဆိုရင်တော့ရတယ် join ချောင်းနေတဲ့ဘူးဖောက်ပြီးသားဖြစ်တဲ့အတွက်ဒီဥစ္စာက9000နဲ့ရပါမယ်ဗျ okay ပါကျေးဇူးတင်ပါတယ်